စုံသုံးလေးလောက်ပြမှာပဲဖြစ်ပါရှင်စုံသုံးလေးလုံလေးကိုကြာမယ်နော်စုံသုံးလုံလေးကိုကြာတော့ကတိလေးထဲမှာရှိရဲ့ကတိလေးထဲမှာရှိရဲ့ကန်တစ်ခါကိုယူလိုက်မယ်နော်စုံသုံးလုံလေးကိုနော်စုံသုံးလုံလေးပါရှင်စုံသုံးလေးကိုဒါလေးကျွန်မတရိုးလောက်ယူပြီးလှီးလိုက်မယ်နော်ဆိုကျွန်မစုံသုံးလေးကိုလှီးပွားရင်နောက်ထဲကျရွက်လေးကိုထပ်လှီးမှာပဲဖြစ်ပါရဲ့ဒီရွက်လေးကိုလှီးမှာရွက်လေးကိုထည့်ပွားပြီနော်အဲ့တော့တတဲဘာလေးထပ်လုံးမယ်ပီဇာလေးထပ်လုပ်ချင်နော်ခလေးတစ်ခါလောက်ယူလိုက်မယ်ရှင်ပီဇာလေးလုပ်ပြမယ်နော်ကတိလေးနဲ့ပေါ့နော်လေးကိုပီဇာရလေးကိုလီပွားပပီရှင်အခုကတော့ထပ်လုံးမှာじゃဒူဝိုင်းချောကလက်လေးလုပ်မယ်နော်ထပ်ပြီးဒူဝိုင်းချောကလက်လေးလုပ်ချင်ပါရှင်ဒူဝိုင်းချောကလက်လုပ်ဖို့ကျွန်မခလေးတစ်ခါယူလိုက်မယ်နော်လီးလိုက်မယ်နော်ဒီဒူဝိုင်းချောကလက်လေးလုပ်ပွားပြီနော်အဲ့လိုမျိုးသုံးလေးရှိပြီးတော့ကျေးဇူးတင်ပါတယ်ရှင်အဲ့လိုပဲလေကျေးဇူးတင်ရှိပါရအထူးကျေးဇူး